စစ်ချင်းနေတာပါသူငါ့ကိုအဆင်ပြေစေချင်တာငါ့ကိုအောင်မြင်စေချင်တာငါ့ကိုဘဝမှာခက်ခဲမရှိစေချင်တာအဲ့ဒါကချစ်ချင်းမြတ်တာဆိုတာကနေနဲ့ငါရဲ့တို့ကဒီဘာမဟုတ်တာနင်းကိုချစ်ချင်းမြတ်တာနဲ့ခွာဆိုတာယောက်ျားလေးကအိမ်တော်ချင်းယောက်ျားတိုင်းကချစ်ချင်းမြတ်တာဆိုလှုပ်ဖို့ပဲဟေးအဲ့ဒါလှုပ်ချင်လို့ပဲမှတ်တာအိမ်တော်ချင်းယောက်ျားလေးမှန်သမျှတော့အဲ့ဒါချစ်ချင်းမြတ်တာဆိုတာမရှိဘူးလှုပ်လို့ဒီစကားတွေကိုငါဒီစကားတွေကို你ပြောခဲ့တယ်နော်ဒီကောက်ပဲနော်ဘာလို့မပြောရမှာလဲနင်းနဲ့ငါနဲ့ပတ်သက်မှုမှာဒါပဲလေနင်းနဲ့ငါစပတ်သက်တဲ့ကနင်းကအခုခေတ်ပြောတဲ့ကြားဖြတ်လူမျိုးငါ့ကိုလာပြီးတော့နင်းဆက်သွယ်လာတာလေမေယနာအကောင့်နဲ့ငါ့ကိုဆက်သွယ်လာပြီးတော့အဲ့ဒီကနေမှနင်းအခုနင်းတပီးကိုနင်းဟိုဘယ်မေယနာဘယ်ဟိုမေယနာအကောင့်နဲ့ငါနင်းကိုဆက်သွယ်လာတော့အေးသွဲကိုဘယ်ကိုဒီစီဖမ်းတာစမ်းတော့အေးသွဲငါတို့စတက်ခဲ့တာငါတို့စတက်ခဲ့တာမျိုးမရှိဘူးတော့အေးသွဲကျိန်ရဲလားတော့အေးသွဲကျိန်ရဲလားကျိန်ရဲတော့ကျိန်ရဲတယ်ကားမောင်းနေတာမင်းအရိယာနဲ့မဟုတ်ဘူးဆိုရင်ငါအခုကားမောင်းနေတဲ့တစ်ချော်လုံးမှာအဲ့ဒီက accident ဖြစ်တယ်ငါဘက်ကကျိန်လိုက်ပြီမင်းအဲ့ဒါဆိုရင်မင်းအဲ့ဒီကမေယနာကောင်းနဲ့ငါ့ကိုဆက်သွယ်ပြီးတော့အဲ့ဒီရဲ့ဟာနဲ့ချက်ဆက်လာတဲ့ကိစ္စမဟုတ်ဘူးလို့မင်းမှန်တယ်ဆိုရင်ငါစားမြစိတ်ဖြစ်စေမင်းမြဒုက္ခဖြစ်အခုဒီလိုအခုဒီလိုကျွန်တော်ကအခုတော့တိတော့တိတယ်ဒါပေမဲ့အခုတို့အလုံးနဲ့ပတ်သက်တယ်လို့ကျွန်တော်ကသိထားတာကိုရာသိလားအခုလေဒါကျွန်တော်အခုပြောတယ်ဆိုတာကလေးစားမှုကိုအခြေခံပြီးပြောတာမင်းသိရင်မင်းဘာလို့လုံးနဲ့ပတ်သက်ပြီးပြောတော့ငါကအဲ့မှာနိုင်ဆိုင်ဖွင့်ဖို့ကိစ္စတို့ဘာတို့ပါဟုတ်ကဲ့ဒီဟာကမင်းရှိတာလည်းငါသိတယ်နော်ဒါပေမဲ့မင်းက X နဲ့ပဲသိတာမင်းနဲ့တက်သွားတယ်နောက်ပြန်ပြီးတော့ဆက်သွယ်တော့မှမေလောက်မှ2025မေလောက်မှမင်းနဲ့ဟုတ်ကဲ့ဖြစ်တယ်လို့ငါသိတယ်နော်ဟုတ်ကဲ့ငါနေ့ကတော့2024ဟုတ်ဖေဖော်ဝါရီငါမပုံနေရှိတယ်ကွာမှတ်တမ်းနေရှိတယ်ကွာဟုတ်လားနော်ဟုတ်ကဲ့ကိုကျွန်တော်ဟုတ်တက်ွယ်လိုက်ပါမယ်လို့မတုံးလို့ဘူးနော်ဟုတ်ကဲ့ပါကိုဟုတ်အဲ့တော့ဒီနေသားမှာဟိုကားကိစ္စတို့အင်ကိစ္စတို့ကအကိုတီးတန့်ကို financial အနေနဲ့ support လုပ်ထားတာပေါ့ပတ်စံပေးထားတာပေါ့ညီလေးအဲ့ပထမဆုံးရိပ်ပေါင်းအဲ့ဒီနော်ကိုထုတ်ဟွာကူကိုကေပေးလာပါသေးတယ်သူ ARD ကောင်းဆက်လိုက်ပါအဲ့မှာ300ကြီးတယ်ဟုတ်ကဲ့ကိုအကုန်လုံးပြပါတယ်ညီလေးဩဟုတ်ကဲ့ARD ကောင်းမှညီလေးစစ်မဲ့ဆိုရင်ဟိုလောက်မှဇူလိုင်လကုန်နောက်ပိုင်းနဲ့ဩဂတ်လဆန်းဆို29ရက်ဇူလိုင်29ဖြစ်မယ်အဲ့မှာ300 130လွှဲထားတယ်ဩဟုတ်ကဲ့အေးညီလေးတီးတန့် तू အကူကပေးတာလား तू ကတောင်းတာလားညီလေးဟုတ် तू ကတောင်းတာလားဆိုတဲ့စကားလုံးကိုဘယ်လိုဖြေရ